မနှက်ဖြန်ကြရဲ့ခန္ဓာကိုယ်ဟာမိကန်တက်တာမဟုတ်ဘူးစိတ်တက်ဟာရာဘာဖနက်မဟုတ်ဘူးပါဇက်ဟလိုက်ရင်ကားစဉ်တင်ခံရမယ်တခါတည်းရန်ကိုပြန်မြင်ရတယ်တိပြီလားတိခဲ့ပြီလားပြည်သူလူထုရဲ့မချိတွားပြဲနေရဲ့များဥကောင်းနဲ့တွားဝင်လာကြည်စမ်းတာမန်အကြဆုံးပျော်ရွှင်မှုတောင်မှချစားခံနေရဒါလှလှပပစော်ကားတာပဲအသားတွေကလောက်ထွက်တာကြပြမဟုတ်ဘူးခွေးယူကိုတရားဟောတာကြပြမဟုတ်ဘူးမှန်ပုံနဲ့ငါအလှထဲမွေးတာကြပြမဟုတ်ဘူးပတ်တုဖြင်စပေါ်မှာငြိမ်သက်မှုနဲ့စီစည်းကိုရောဆက်အေးဆက်ပကြီကားတစ်ချက်နဲ့ဖွဲ့စည်းတွေးပြက်ဖွယ်အထီးကျန်ကိုလံပဲနဲ့ပဲဥကုပပုံဆူတံများနာမဆန့်အောင်ကြားရပြန်ပြီအစစ်အမှန်ဟာပြင်းထန်တဲ့အရက်ပဲမိုက်တွင်းနဲ့ထဲကိုလောင်းတဲ့ဘဝကိုနည်းနည်းချင်းဖဲ့ရောဟဲ့လူသဘောကောင်းလာကြည်လားဒီလိုနဲ့ပြက်နေတဲ့စိတ်ကိုစစ်မှန်တဲ့နွားနို့တစ်ခွက်နဲ့မိတ်ဆွေဖွဲ့အာတမီကခမည်းတော်သဘောတူပါလိမ့်မယ်ဟောညနေဆောင်ပြီးပြောင်းဆန်နေတဲ့ခေရဲ့အတံမလန်တွေထဲမှာငါတို့ဆိုတဲ့အလံတော်ကိုလွှင့်ထူဖို့အတင်းပြစ်ခါနေပြီကိုလူတို့ရေဘဝကတောင်းဆိုပြီးမို့တောင်းထားကြအောင်ထားကြခဏလေးစောင့်လိုက်ကြပါမိတ်ဆွေတို့ရေမကြပါဘူးမကြတော့ပါဘူးလာတန်းအလိုမတူနေများနဲ့တွေးဆုံခြင်းဟောဒီအမှောင်တိုက်ထဲမှာခပိုက်ထဲကမွေပွေးအစာမှန်မှန်ကျွေးရင်သူများတတွေးခွက်ထဲမှာတွေးပြက်ဖွယ်ရာကုခက်ကန်းဆက်တော့နီးလာပါပြီယနေ့ရဲ့ကောက်ကွေ့တဲ့လမ်းတွေအပေါ်ကြဲလောင်အော်ရန်တွေကြားနောက်ကျောဓာတို့ခံခဲ့ရငါရဲ့ဆင်းတုတော်အစော်ကားခံခဲ့ရပြန်ပေါ့တခါပြောင်ကြပြောရရဲ့မင်းကိုထိတွေ့ခွင့်ရကျင်တယ်ငါကိုထိတွေ့ခွင့်ပေးစမ်းပါမင်းရဲ့အသက်ရှူတဲ့ငါရဲ့အဆုတ်ထဲမှာရှိတယ်ငါရဲ့အသက်ရှူတဲ့မင်းရဲ့အဆုတ်ထဲမှာရှိတယ်နှစ်ယောက်သားလက်ချင်းတွဲလျှောက်လာရင်ထောင်ချောက်ထဲဝရုံးတုံးငါပြိုလဲကြဖန်တဲ့အတဲ့နှလုံးကွဲကြည်မွအိမ်မက်တွေပြားတိုင်းနဲ့အပြည့်မတည်မြဲခဲ့တဲ့ဂရိတွေတစ်တာတဲ့ထက်သိမ်းတော့ကလောက်တလုံးရဲ့ငြိမ်သက်တဲ့ရွယ်ဆောင်မှုအဲဒီဆယ်စုနှစ်တွေကိုအန်တုနေပြန်ရဲ့အိမ်မက်အားကိုနဲ့အာယုံကြောများဖွံ့ဖြိုးရင်ငတ်တလို့နိုးထပေါင်တန်လှလှကိုတန်းတရင်မိုးစစ်စင်လင်းခဲ့တဲ့ညတွေမကြောက်ပါနဲ့တေးချင်းတရားရဲ့အနစ်နာခံရတာမလေးလံဘူးလားထမ်းပိုးထားရတာဝမ်းတာစရာတော့ကောင်းပါတယ်အိုးပြင်းထန်လိုက်တာကံကြမ္မာဂီတစူးရှစွာနားထောင်ပြီးပါပြီလောကရဲ့တရားစာတအတွက်လိုက်ပြလှလှတို့ကျမ်းမာတန်ဆွမ်းရှိပါစေသူယုံကြည်မှုတွေကတဘဝငါကိုးကွယ်မှုကထာဝရစัจ java လာကိုပိုက်ကွန်နဲ့အုတ်ချက်တဏှာကတော့ကဘာနဲ့အတူလဲပတ်နေစေရှိတ်စပီးယားကကျိန်ဆဲခဲ့တယ်ကြပြောင်းကြပြန်နေတာအတွန်းရှည်စေတော့တဲ့ဒီတက်တဝါတွေဟာသူတို့ရဲ့မနှမြုပ်ဖွယ်ဘဝကိုဒီစွတ်ထိုင်းမိုင်းနဲ့မြောင်းထဲမှာစုပြုံကျိတ်ခဲပြီးတစုတဝေးတဲ့နေရတဲ့အဖြစ်ကိုနှစ်တက်တလားမနှစ်တက်ဘူးလားဆိုတာတယောက်နဲ့တယောက်အရှင်လက်စားသုံးရတာနှစ်တက်လားမနှစ်တက်ဘူးလားဆိုတာထိတ်လန့်ပွေနဲ့မွတ်တိတ်ဆာလောင်မှုကာလအတွင်းချစ်ချင်းမေတ္တာတရားထားရှိဖို့လိုလားမလိုလားဆိုတာ